ကိုတံဖိုးမထားတဲ့နေရာမှာစွန့်လွတ်တာအကောင်းဆုံးပဲဗျာစွန့်လွတ်တာအကောင်းဆုံးပဲကိုတံဖိုးမထားတဲ့နေရာဒီမှာ underrate ရီရဲမှာတော့အယံခုမှာထိုင်ကြရတဲ့ပွဲပေါင်းလည်းမနေဘူးဗျာဒီတိုင်းပဲသူ့ရဲ့အတင်းဖော်ကစားတာကိုထိုင်စော်ပြတယ်ဒါလည်းထိုင်လို့ထိုင်သေးမှာလေဘာဖြစ်လို့လဲဆိုတော့ရီရဲတိတ်ဆရာအယံလေးပြည့်စုံနေတာအိုးမဘေးနဲ့မင်းနီဆက်ဂျူနီယာတော်တော်လေးသူတို့ကအရေးအပါလဲအသက်ရွယ်ရောပြီးဘလုံးစကေးရောသူထဲလဲတဲ့တာတယ်သူကတဲလဲငယ်သေးတယ်ဆိုတော့ဒါမဲ့သူကအဲ့ဒီရီရဲမှာသူကြိုင်မနေဘူးဗျာတနေ့ရမှာပြောင်းဆွေးတာလေအခုသူပြောင်းဆွေးတာသွားတဲ့လိုင်ယွန်တင်းကြည့်လိုက်ချစ်စောနေဗရာစီတာဘီဘလုံးထင်းစကေးတယ်ဘလုံးလဲစကေးတယ်လုံးဝပြောစရာမလိုဘူးဗျာလူကောင်ကအရက်ပူပူပဲမဲ့ဘလုံးနဲ့ပတ်တဲ့လုံးဝစကေးဘက်ဆော့တော်လေးကောင်းတယ်ဒါမဘီတော့ဘာမစီရီရဲမှာသူနေရာရလုံးတယ်ဗျဒါမဲ့ရီရဲမှာတော့အဲ့လိုဒီလောက်တည်းချေဆောင်ပြနေနေရာရဖို့မလွယ်ဘူးဘာဖြစ်လို့လဲဆိုတော့ရီရဲအတင်းဆိုတာလူတိုင်းကစားသမားတိုင်းမဲ့တဲ့အိမ်မဲ့ဖြစ်နေလို့ညောင် at the rate ကြမ်းချဲတော့ကြည့်လိုက်ပေါ့ဗျာကျွန်တော်တို့ဘလုံးချစ်တဲ့ပုဂ္ဂိုလ်များတော်တော်လေးအားရဖို့ကောင်း